နှုတ်ဆက်လိုက်ပါအောင်အားလုံးပဲမင်္ဂလာပါ အားလုံးတယ်လီဆော့ပါ အေးဒီနေ့ကဘာသွားလို့တာ ဒီနေ့က2026ရဲ့လအစပိုင်းဆိုတော့ဘာသွားလို့ ဒီနေ့ဦးပန်းသွားကတ်တာပေါ့နော် ပန်းသွားကတ်တာ ဖေကမှအဲ့လောက်များမယ်လို့ထင်တာမထင်တာဘူးကြာကြီးပဲဖေကဖြစ်ကိုပတိစိတ်ဒါပေမဲ့လူတွေအများများနေတော့ခဏလေးနဲ့ပဲပြန်လာခဲ့ရတယ်ပေါ့နော် ချစ်သူလေးနဲ့ဖျားသွားတဲ့ဘလော့လေးပါဗျာလိုက်ကြည့်ပေးကြပါဦးအမေဘီရဲ့နောက်မှာအချောလေး2ယောက်ရှိတယ်ပြဒီမှာပါ ဒီချောလေး2ယောက်ရိုက်မှာဒီချောလေး2ယောက်ပေါ့ ညမှာဘာကြီးဆူတောင်းခဲ့ ဒီလိုပါပဲ ညမှာဆူတောင်းရင်ဘာကြီးတောင်းလဲ ဆူတောင်းဆိုတော့ပြောပြရင်မပြည့်တတ်ဘူးလေ ဘာဖြစ်လို့လဲပြောပြမှာလေကိုတောင်းတဲ့ဆို ဆူတောင်းဆိုတော့ပြောပြရင်ပြည့်တတ်ဘူးလေ ပြောလားပြောရနော်လူတွေအများကြီး ဖေကလာဆူတောင်းတာလေပြောလားဆို လူတွေအများကြီးပဲနော်ဒါကြတော့ရွှေတကုံဖရားရဲ့နှစ်စန်း1ရက်နေ့မြင်ကွင်းပေါ့နော်လူတော့တော်တော်စီးရဲ့အများကြီးပဲသူတို့ကြတော့2026ကနေ 2026ကနေစပြီးနှစ်ပေါင်းများစွာတိုင်းဒီလိုဖြတ်တန်းသွားကြမှာနော်ဒီလိုဘိုးလေးလည်းများများပေးပါဦး